ဇလန်ကတော့တမန်တရားအလင်းကလွိဖွက်ဆန်းကျတဲ့ကျွန်းတကျွန်းပေါ်မှာစတင်ခဲ့ပြီးအဲ့ဒီမှာရှိတဲ့အေးရမှာအားကစားကွင်းကြီးထဲမှာလူတွေအပြည့်ချင်နေပါတယ်ဝန်ထမ်းတယောက်ရဲ့အချက်ပြနဲ့အကူ3မီတာရှိတဲ့ငမန်းတစ်ကောင်ကိုငစားအထစ်ဆွဲတင်လိုက်တဲ့အချိန်မှာပဲရေထဲကနေအေးရမှာတရဝါကြီးတစ်ကောင်ရုတ်တရက်ခုန်ထွက်လာပါတယ်တပြိုင်နက်တည်းမှာပဲပရိသတ်တွေရှိတဲ့စိတ်ဝင်ကမီးအောက်ထဲကိုဖြည်းဖြည်းချင်းနှိမ့်ဆင်းသွားပါတယ်မိုဆာဆိုရစ်လို့ခေါ်တဲ့အဲ့ဒီတရဝါကြီးကငမန်းကိုတลึกတဲနဲ့မျိုးချလိုက်တဲ့အခါပရိသတ်တွေကဝါကနေအော်ဟစ်အားပေးကြပါတယ်အနာဂတ်ကဘာမှာနီးပညာကုမ္ပဏီတစ်ခုကမျိုးရိုးပညာအင်ဂျင်နီယာပညာကိုအသုံးပြုပြီးဒိုင်နိုဆောတွေကိုပြန်လည်အသက်သွေးခဲ့ပါတယ်သူတို့ကကျွန်းတကျွန်းလုံးကိုဝယ်ယူပြီးဒိုင်နိုဆောပန်းချန်ကြီးတစ်ခုဖြစ်ပြောင်းလဲခဲ့ပါတယ်အဲ့ဒီဒိုင်နိုဆောဒီကြောင့်ကျွန်းကကပအကြီးဆုံးခရီးသွားဆွဲဆောင်မှုနေရာတစ်ခုဖြစ်လာပြီးနှစ်စဉ်ခရီးသွားတန်းပြောင်းများစွာကိုဆွဲဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဘေးကိန်းစွာလဲပါထဲလာအနှစ်20ကြာတဲ့အထာမှာတော့ဒိုင်နိုဆောတွေကယူအီသွားပြီးလူထုကအရင်လိုအစိတ်မလုပ်ရှားတော့ပါဘူးဝင်ငွေကျဆင်းမှုကိုတားဆီးဖို့အတွက်ဆရာဝန်တဝက်ကမျိုးစိတ်အမျိုးမျိုးရဲ့မျိုးတော်ပညာတွေကိုပေါင်းစပ်ပြီး Indominus Rex လို့ခေါ်တဲ့ဒိုင်နိုဆောအသစ်တစ်ကောင်ကိုဖန်တီးခဲ့ပါတယ်အဲ့ဒါကခရီးသွားတွေရဲ့စူးစူးဆန်းလို့မှုကိုပြန်လည်နှိုးဆောဖို့မျှော်လင့်ကြတယ်ပါဒါပေမဲ့ဒီတရဝါကပန်းချန်တစ်ခုအတွက်အကြီးမားဆုံးချိန်မြှောက်မှုဖြစ်လာလိမ့်မယ်လို့ဘယ်သူမှထင်မှတ်မခဲ့ကြပါဘူးပန်းချန်ပိုင်ရှင်လာရောက်စစ်ဆေးတဲ့အခါမှာတော့ Indominus Rex ကအလွန်ကြီးမားပြီးအတိညာအလွန်မြင့်တန်ကြောင်းသိလိုက်ရပါတယ်လွတ်မြောက်ဖို့အတွက်ဖန်သားပြင်တွေကိုအချင်းချင်းရိုက်ခွဲဖို့ကြိုးစားခဲ့ကြောင်းသိလိုက်ရပါတယ်အန်ဒီရဲ့ရှိမာကိုစိုးရိမ်တဲ့ကြောင့်သူကပန်းချန်ထဲမှာ Raptor ဒိုင်နိုဆောတွေကိုလေ့ကျင့်ပေးနေတဲ့ရေတဲ့အရာရှိဟောင်းလေ့ကျင့်ဆရာတူကိုခေါ်ယူပြီးလုံခြုံရေးကိုစစ်ဆေးခိုင်းပါတယ်အဲ့ဒီအချိန်မှာအိုဝင်ဟာ Raptor တအုပ်ကိုလေ့ကျင့်ပေးနေပြီးသူတို့ကိုထိန်းချုပ်နိုင်ဖို့အောင်မြင်နေပါတယ်ဒါပေမဲ့အစာချွေးသူတယောက်က Raptor တကောင်ရဲ့ဆွဲခေါ်မှုကိုခံရပြီးခြံထဲကိုဖြုတ်သွားတဲ့အခါမတော်တဆဖြစ်သွားပါတော့တယ်အန်ဒီရဲ့ရင်ဆိုင်ရချင်းအိုဝင်ကတကားကိုဖွင့်အသေးကိုအမြန်ပြေးဝင်ထိုးလူကိုကဲ့ကင်ပြီး Raptor တွေကိုနောက်ဆုတ်ဖို့အမိန့်ပေးလိုက်ပါတယ်ကြိုးစားအားထုတ်မှုတွေအပြီးမှာတော့ဝန်ထမ်းကိုဘေးကင်းစွာဆွဲထုတ်နိုင်ခဲ့ပြီးအိုဝင်ကလည်းတကားမပိတ်ခင်လေးမှာပဲအပြင်ကိုထွက်လိုက်နိုင်ပါတယ်အဲ့ဒီနောက်ကလေးကအိုဝင်ကို Indominus Rex ရဲ့ခြံကိုခေါ်သွားပြီးဒါဟာ T-Rex ရဲ့ DNA ကနေဖန်တီးထားတဲ့မျိုးစိတ်တစ်ဝါတစ်ခုမွေးကလေးကတီးခြားခွဲခြားပြီးမွေးမြူထားကြောင်းရှင်းပြပါတယ်။အိုဝင်ကတီးခြားခွဲခြားတာကတစ်ဝါကိုပိုအန်ဒီယေမားစီနိုင်ကြောင်းတတိပေးပြီးချက်ချင်းစစ်ဆေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့ခြံထဲကိုအစာချပေးလိုက်တဲ့အခါမှာတော့ Indominus Rex ကိုဘယ်မှမတွေ့တော့ပါဘူး။အပူချိန်တိုင်းနေစနစ်မှာလည်းတစ်ဝါရဲ့အပူချိန်အရင်ကိုမတွေ့ရပါဘူး။အဲ့ဒီချိန်မှာပဲအိုဝင်ကနေရန်ပေါ်တာအေယာမလက်တရေလေးကိုတတိပြုသွားတာကြောင့်အဲ့ဒီတစ်ဝါကြီးကနေရန်ကိုကြော်ပြပြီးလွတ်မြောက်သွားခဲ့ပြီလို့အားလုံးကတန်တရားဝင်ကုန်ပါတယ်။အဲ့ဒီသတင်းကိုကြားတဲ့အခါကလေးမျက်နှာပြတ်သွားပါတော့တယ်။သူမကထိန်းချုပ်စင်တာကိုချက်ချင်းပြန်သွားပြီးအားလုံးကိုတတိရှိပြီး Indominus ရဲ့ဒီလာနေရခြေတိုင်းဆက်ကိုစောင့်မျှော်နေဖို့အမိန့်ပေးလိုက်ပါတယ်။တချိန်တည်းမှာပဲအိုဝင်နဲ့လုံခြုံရေးတချို့ကကုချက်စရာတွေရှိတဲ့နေရန်ဘောကိုစစ်ဆေးဖို့ခြံထဲကိုဝင်သွားကြပါတယ်။အဲ့ဒီချိန်မှာပဲထိန်းချုပ်စင်တာကနေခြေတိုင်းချစ်ပရ Indominus ကခြံထဲမှာပဲရှိနေသေးတယ်လို့ရုတ်တရက်အစီရင်ခံလာပါတော့တယ်။နေမီအတွင်းကနေအမြန်ဆုံးထွက်ခွာကိုရေးပေါ်တတိပိချက်ရရှိမှာပဲအိုဝင်ဟာချက်ချင်းလှည့်ပြီးတကားစီကိုဦးတည်ပြေးပါတော့တယ်။ဒီချိန်မှာပဲ Indominus ကရုတ်တရက်ပေါ်လာပြီးလုံခြုံရေးအဆောင်တယောက်ကိုတိုက်ခိုက်ပါတော့တယ်။ထိတ်လန့်တရားဖိနေတဲ့အချိန်မှာနောက်ထပ်အဆောင်တယောက်ကထွက်ပြေးဖို့တကားကိုဖွင့်လိုက်တာကြောင့် Indominus Andra အပြင်ကိုအတင်းတွတ်ထွက်ဖို့အခွင့်အရေးရသွားခဲ့ပါတယ်။ဒီလို NDA ကြီးတဲ့အခိုက်အတန့်မှာအိုဝင်ဟာကွန်ကားတစ်စီးအောက်ကို short တိုက်ဝင်ပြီးပုံနေလိုက်ပါတယ်။ Indominus ဟာနောက်ထပ်အဆောင်တယောက်ကိုလည်းအခက်ခဲမရှိပဲတတ်လိုက်ပါတယ်။သူ့ရဲ့ကိုယ်နှံကိုဖျောက်ဖို့အတွက်အိုဝင်ဟာစီပိုက်တစ်ခုကိုဖျက်လိုက်ပြီးဓာတ်ဆီတွေစီးကြလာအောင်လုပ်လိုက်ပါတယ်။အဲ့ဒီခါမှာတော့ Indominus ဟာအိုဝင်ရဲ့အနံ့ကိုမရတော့ဘဲထွက်သွားပါတယ်။ Indominus ဟာလူပေါင်း2ကောင်းခန့်စုဝေးနေတဲ့အပန်းဖြေ area စီကိုဦးတည်သွားနေတာကိုတိလိုက်ရတဲ့အခါထိန်းချုပ်ရေးစင်တာတစ်ခုလုံးပြာရခတ်ထွက်ပါတယ်။ကလေးကအရေးပေါ် TDP ခေါင်းလောင်းတီးချင်ပေမဲ့ပန်းချန်ပိုင်ရှင်ကပန်းချန်ကိုပိတ်လိုက်ရမှာစိုးရင်ကကြောင့်သူမကိုတားမိခဲ့ပါတယ်။လုံခြုံရေးခွဲကဒီချင်းတွေကိုကင်တွယ်နိုင်လိမ့်မယ်လို့သူကယုံကြည်နေတဲ့လုံးမှာပဲ။စစ်သားတစ်ခွေဟာခြေရခန့်ဆက်ပြတ်တဲ့နေရာစီကိုအမြန်ဆုံးရွှေ့ပြောင်းသွားကြပေမဲ့ Indominus ရဲ့ခန္ဓာကိုယ်ထဲကနေခြေရခန့်ချစ်ပြောင်းကိုဆွဲထုတ်ပစ်ခဲ့တာကိုပဲတွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲအပေါ်ကနေသွေးဆက်တွေကျလာတာကိုသူတို့သတိထားမိလိုက်ပါတယ်။ Indominus ဟာပုတ်တင်ညိုရဲ့မျိုးရော်ဗီဇာကနေရရှိရဲ့ပတ်ဝန်းကျင်နဲ့တရားတဲထီအောင်အယောင်ပြောင်းလဲနိုင်စွမ်းကိုအသုံးပြုပြီးပုံကွယ်နေတာပါ။အဲ့ဒီတရဝါကြီးဟာချက်ချင်းဆိုသူတို့တိုက်ခိုက်ပြီးစစ်ဘိုးကိုနင်းချေလိုက်ကစစ်သားအလုံးကိုခဏအတွင်းတယောက်ပြီးတယောက်တပ်ပစ်လိုက်ပါတော့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါအိုဝင်က Indominus ဟာအလွန်အန္တရာယ်များတဲ့သတ္တဝါဖြစ်ကြောင်းအချိန်မီမတားဆီးနိုင်ရင်တွေးသည်များတက်ရှိမှန်သည်များကိုတတ်ဖြတ်သွားမှာဖြစ်ကြောင်းကလဲကိုတတိပေးပါတယ်။ဒါကြောင့်ပြင်းထန်တဲ့လက်နက်တွေသုံးပြီးအဲ့ဒီသတ္တဝါကိုအပြစ်ချံပစ်ဖို့လိုအပ်တယ်လို့သူကဆိုပါတယ်။ကလဲကတော့ပန်းချင်ကြီးစစ်တလင်းဖြစ်သွားမှာကိုမလိုလားတာကြောင့်အစာပိုင်းမှာအိုဝင်ရဲ့အကြံပေးချက်ကိုလစ်လူရှုခဲ့ပါတယ်။ဒါဟာအိုဝင်ကိုဒေါသထွက်စေခဲ့ပြီးထိန်းချုပ်ရေးကန်းတွေကနေထွက်သွားတဲ့အထိဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့လာရောက်လဲဘက်သူ2000ကျော်ရဲ့လုံခြုံရေးအတွက်ကလဲဟာပန်းချင်တစ်ခုလုံးကိုအရေးပေါ်တတိပေးချက်ထုတ်ပြန်လိုက်ပါတော့တယ်။အဲ့ဒီချိန်မှာလည်းသူမရဲ့တူးနှုံကလဲဘက်ကြည့်ရှုရေးရင်နဲ့အပြင်ကိုရောက်နေကြပါတယ်။ NDA ရှိကြောင်းတတိပေးချက်ရတဲ့အခါဝန်ထမ်းတွေကရင်းအားလုံးကိုရပ်တန့်လိုက်ပြီးမြဲကောင်းလေးတွေစီတဲ့ကားကတော့ AACC တည်ငြိမ်တဲ့အပင်စားဒိုင်နိုဆောတွေရှိတဲ့နေမြေတွေကိုဆက်လက်ဝင်ရောက်သွားပါတယ်။ကားမျက်နှာပြင်ပေါ်မှာဟိုတယ်ကိုပြန်သွားဖို့တတိပေးချက်ပေါ်လာပေမဲ့အကူဖြစ်သူကပြန်မသွားချင်သေးပါဘူး။သူကသူ့ရဲ့လက်ပံမှာပါတဲ့အထုအခွင့်အရေးကိုအသုံးပြုပြီးကားကိုထိန်းချုပ်ကပန်းချန်တဲ့ကိုပိုးပြီးနဲ့ရှင်းရှင်းမောင်းဝင်သွားပါတယ်။ဒီချိန်မှာကလေးကသူမရဲ့တူတွေကိုရုတ်တရက်တတိယသွားပြီးဖုံးဆက်ပေမဲ့ဆက်သွယ်လို့မရပါဘူး။စနစ်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ကားကစီးသေးတာပြန်မရောက်သေးတာကိုတွေ့လိုက်ရတာကြောင့်သူမဟာကဲဆယ်ကြီးအခွဲကိုချက်ချင်းလွတ်လိုက်ပြီးအိုဝင်ကိုလည်းကူညီဖို့တောင်းဆိုပါတယ်
တစ်ဖက်မှာလည်းညီကိုနှစ်ဦးကအဝေးဆုံးနယ်မြေကိုရောက်ရှိသွားပြီးရှေ့မှာချန်စီယိုဒီပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်။သူတို့ဟာအပင်စားဒိုင်နိုဆောတချို့လွှဲလောင်းသွားလာနေတဲ့တောအုပ်ထဲကိုဆက်ဝင်သွားကြပါတယ်။အစပိုင်းမှာတော့ဒိုင်နိုဆော၄ကောင်ပဲရှိတယ်လို့ထင်ခဲ့ပြီးမြဲ9ကောင်မြောက်တရဝါဟာသူတို့နောက်မှာရက်နေတဲ့ Indominus Rex ဖြစ်ဒီမန်ကိုချက်ချင်းသိလိုက်ရပါတယ်။အဲ့ဒီတရဝါကြီးကဟိန်းဟောက်ပြီးကားကိုကန်ထုတ်လိုက်တာကြောင့်ကောင်လီနီယာစလုံးလွှင့်ထွက်သွားပါတော့တယ်။ Indominus ကအပင်စားဒိုင်နိုဆောတကောင်ကိုစတင်တိုက်ခိုက်ပြီးပြင်းထန်တဲ့တိုက်ပွဲထူပွားကြပါတယ်။အပင်စားဒိုင်နိုဆောနဲ့အရေးခွင်းကထူးထဲတာကြောင့်ပထမတစ်ချိန်ကြွိုက်လိုက်တာကထိရောက်မှုမရှိပေမဲ့ Indominus ကသူ့ရဲ့လက်တလင်းတွေကိုအသုံးပြုပြီးရန်သူကိုအမြင့်ဆုံးဘလက်လောင်ပစ်ပြီးအဆုံးစီရင်လိုက်ပါတယ်။ဒီကြောက်စရာကောင်းတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့ညီကိုညယောက်ကထိတ်လန့်တကြားချက်သွားကြပါတယ်။အဲ့ဒီချိန်မှာဖုံးမြင်တဲ့တကူရုတ်တရက်ထွက်လာတာကြောင့် Indominus ရဲ့အာယုံကကားစီကိုပြန်ရောက်သွားပါတယ်။သူဟာလက်တလင်းတွေနဲ့ကားကိုဖိထားပြီးဖန်သားစင်တွေကွဲစေအောင်မြေကြီးကိုအထန်ထန်ရိုင်းနေပါတော့တယ်။ဖန်သားစင်တွေအစိတ်စိတ်မှမကွဲခင်လေးမှာလေအကိုဖြစ်သူကထိုင်ဝန်ခါဘတ်ကိုအမြန်ဖြုတ်ပြီးညီဖြစ်သူကိုအတင်ရောက်အောင်ဆွဲထုတ်လိုက်ပါတယ်။ဒါပေမဲ့ Indominus ကချက်ချင်းတတိထားမိပြီးသူတို့နောက်ကိုလိုက်ပါသွားပါတယ်။ရှေ့မှာရေတကူးလေးငေါ်လေးကပုတ်ပေါ်လာပေမဲ့ Indominus ကအနားကိုကပ်ပြီးသူ့ရဲ့ရေယာဖားကြီးကိုဟားလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲညီကိုနှစ်ယောက်ဟာရေတကူးအောက်ကိုခုန်ချလိုက်တာကြောင့်ကန်ကောင်းထောင်ပါစွာတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကလစ်ဟာလည်းတောအုပ်ထဲကိုရောက်ရှိလာပါတယ်။ဒါပေမဲ့ခဏကြာတော့ဒီနေရာကအရာအလုံးကလုံးဝပြောင်းလဲသွားပြီဆိုတာကိုသူမသိလိုက်ရပါတယ်။ Indominus တက်ထက်သွားတဲ့ဒိုင်နိုဆောအတီးကောင်းတွေဟာနေရာအနှံ့ပြည့်ကျဲနေပါတယ်။ဒါကိုမြင်လိုက်တဲ့အခါအိုဝင်ကတော့ Indominus ဟာတက်ရှိမှန်းတမျှကိုခြံထားမှမဟုတ်ဘူးဆိုတာပို့ပြီးသိကြသွားပါတယ်။မကြခင်မှာပဲသူတို့ဟာကောင်းလေးတွေစီးခဲ့တဲ့လေပဲကြည့်ရှူကြီးကားကိုတွေ့ရှိခဲ့ပါတယ်။ပျက်စီးနေတဲ့ကားနဲ့မြေကြီးပေါ်ကဖုံးကိုမြင်လိုက်တဲ့အခါကလဲဟာသူမရဲ့တူနှစ်ယောက် Indominus ရဲ့စားချင်းကိုခံလိုက်ရပြီးအထင်နဲ့စိတ်နှလုံးကြေးကွယ်သွားပါတော့တယ်။ဒါပေမဲ့အိုဝင်ကတော့ရေတကွင်းဘက်ကိုဦးတည်နေတဲ့ခြေရာလေးကိုမြေကြီးပေါ်မှာတွေ့ရှိခဲ့ပါတယ်။ရေတကွင်းစီရောက်တဲ့အခါကလေးတွေအသက်ရှင်လုံးမှာဖြစ်ပြီးဒီလမ်းကလွတ်မြောက်သွားတာဖြစ်နိုင်တယ်လို့သူကခန့်မှန်းလိုက်ပါတယ်။ ဒါကိုကြားလိုက်ရတဲ့အခါကလေးဟာအတိုင်းအတာတစ်ခုထိစိတ်သက်သာရသွားပေမဲ့အဲ့ဒီချိန်မှာပဲထိန်းချုပ်ရေးစင်တာစီကိုနောက်ထပ်အန်ဒီရှိကြောင်းအစီရင်ခံတစ်ခုရောက်ရှိလာပါတယ်။ပန်းချင်ရဲ့အရေးပေါ်တတိပေးချက်ကြောင့်လူပေါင်း2000ကျော်ဟာအပန်းပီစကန်ဧရိယာမှာစုဝေးနေကြပြီး Indominus ကတော့တားကောင်တွေအသိရှာဖို့အဲ့ဒီနေရာစီကိုအမြန်နှုံးလက်ဦးတည်နေပါတယ်။ဒါဟာရက်ဆက်ချင်းကျွတ်တဲ့ဘေးရန်ကြီးတစ်ခုကြားရောက်ကြောင်းမဲ့နမိတ်ပါပဲ။အချီနီဆိုးရွားလာတာကြောင့်နောက်ဆုံးမှာတော့ပန်းချင်ပန်းရှင်ဟာလက်နက်ကြီးတွေသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဝန်ထမ်းရင်ဟာမလုံလောက်တာကြောင့်သူကိုယ်တိုင်ပဲရဟရင်ကိုမောင်းနေပြီး Indominus ကိုအမဲလိုက်ဖို့လက်နက်ကြီးတွေနဲ့အတူထွက်ခွာခဲ့ပါတယ်။သူရဲ့အဖွဲ့က Indominus ကိုတွေးတဲ့အခါတုံဆိုင်မနီပဲအချက်ပေါင်းများစွာဖြစ်ခဲ့ပါတော့တယ်။အပြင်းထန်အပိခံရတဲ့ Indominus Rex ဟာပြန်တန်းနိုင်တဲ့ဒိုင်နိုဆောတွေရှိတဲ့နေရာထဲကိုတန်းတန်းမတ်မတ်ဖီးဝင်သွားပါတယ်။အဲ့ဒီမှာရှိတဲ့တရာတိုဆာလို့ခေါ်တဲ့လေထုတွေကဒိုင်နိုဆောတွေဟာထိတ်လန့်တကြနဲ့နေရာအနှံ့ပြန်တန်းကြတာကြောင့်ကျုံးတလုံးပရမ်ပရာဖြစ်သွားပါတော့တယ်။အဲ့ဒီချိန်မှာပဲရဟရင်ဘော်ခါနီဖြစ်ခဲ့နေတဲ့စစ်သားတယောက်ဟာပတာရိုဇောတီကောင်ရဲ့ဆွဲခိုသွားခြင်းကိုခံလိုက်ရပြီးနောက်ထပ်တစ်ကောင်ကတော့ရဟရင်ရဲ့လီဂန်မန်ကိုဝင်တိုင်းမိတာကြောင့်နောက်ထပ်စစ်သားတယောက်တေဆုံးသွားပါတယ်။ရဟရင်ဟာတဖြည်းဖြည်းထိန်းချုပ်မှုလွတ်သွားပြီးမီဒီယံဘော်ကိုပြတ်ကျသွားတာကြောင့်ဘီလီယံနာတထွေးကြီးတေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ယာယန်ပတာရိုဇောအုပ်ကြီးတာအပြင်ကိုပြန်ထွက်လာပါတယ်။သူတို့စီဦးတီလာနေတာကိုမြင်လိုက်ရတဲ့အိုဝင်နဲ့ကလေးတို့ဟာတောအုပ်ထဲကိုအမြန်ပြေးဝင်သွားကြပါတယ်။တခြားတစ်ဖက်မှာတော့ညီကိုနှစ်ယောက်ကတောအုပ်ထဲကနေပြေးရဲဖို့အတွက်စွန့်ပစ်ထားတဲ့ကားတစ်စီးကိုအသုံးပြုနေပါတယ်။ဒါပေမဲ့ညီသေးသူကသူတို့နောက်ကနေအတောင်ပါတဲ့ဒိုင်နိုဆောတွေလိုက်လာနေတာကိုသတိထားမိသွားပါတယ်။အန်ဒီယေကိုအာရုံခံမိတာကြောင့်ကားကိုပုံမြန်မောင်းတို့သူ့အကိုကိုပြောရပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာပန်းချင်ဟဲပိမတကွာဝါကိုရောက်ရှိသွားပြီးအဲ့ဒီကဝန်တန်းတွေကသူတို့ကိုတွေ့ရှိသွားပါတယ်။သူမရဲ့တူစီကနေတရင်စကားရရှိတဲ့နောက်မှာခရိနဲ့အိုဝင်တို့ဟာလည်းတောအုပ်ထဲကနေထွက်လာနိုင်ခဲ့ပြီးကားတစ်စီးရှာကအပန်းပြေစကန်မှာဆုံးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အခုနောက်ခါမှာတော့ပန်းချင်တွေကကစားခွင့်အားလုံးကိုချက်ချင်းပေးလိုက်ပြီးလဲလဲသူတွေကိုအပန်းပြေစကန်ထဲမှာပဲနေခိုင်းထားပါတယ်။အဲ့ဒီနောက်လူလူဆက်သွယ်ရေး system ကနေလက်ရှိအရေးပေါ်ပိတ်ဆို့မှုကိုအကြီးညာပါတယ်။အစပိုင်းမှာတော့လူတွေကဘာဖြစ်နေတာမလဲနားမလည်ပေမဲ့ကောင်းကင်ယံမှာပြန်တန်းနေတဲ့ဒိုင်နိုဆောတွေနဲ့ဖိနေတာကိုမြင်လိုက်တဲ့အခါမှာတော့အရာအလုံးကိုသဘောပေါက်သွားကြပါတော့တယ်။ထိတ်လန့်တကြနဲ့လူအုပ်ကြီးကအရက်စာကိုပြေးလွှာကြပါတယ်။ဒါပေမဲ့ပတာရိုဇောတွေကအလွန်မြန်ပါတယ်။သူတို့ဟာအောက်ကိုထိုးဆင်းပြီးလူတွေကိုတိုက်ခိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲညီကိုနှစ်ယောက်ကအပန်းပြေစကန်ကိုရောက်လာပြီးကလေးရဲ့လက်အပ်ကိုတွေးစီပါတယ်။ဒါပေမဲ့ကန်ဆိုးရတဲ့ဆောင်လက်အကူကသူတို့ကိုခေါ်သွားဖို့ပြီးနေတော့မယ်ပတာရိုဇောတကောင်ကသူမကိုဆွဲယူသွားပြီးရေထဲကိုချပစ်လိုက်ပါတော့တယ်။ဒါပေမဲ့ပတာရိုဇောကဒီနေရာဟာမိုဆာဆိုရက်စ်ရဲ့နေရဲဆိုတာကိုမသိချပါဘူး။သူဟာကောင်ကလေးကိုဆက်လက်တိုက်ခိုက်ဖို့ရေပြင်ပေါ်ကိုဆင်းသက်လာပါတယ်။ညီကိုနှစ်ယောက်ထိတ်လန့်တကြားနဲ့ကြည်နေခြင်းပါပဲပတာရိုဇောကပြန်တက်ဖို့ကူးစားတဲ့အချိန်မိုဆာဆိုရက်စ်ဟာယာယန်ပါကြီးတွေကိုဟာပြီးရေထဲကနေရုတ်တရက်ထွက်ပေါ်လာပြီးကောင်ကလေးရောပတာရိုဇောကိုပါလက်လုထဲမျိုးချလိုက်ပါတော့တယ်။ညီကိုနှစ်ယောက်လည်းကြောက်လန့်တကြားနဲ့ပုံစံနေရာကိုအသေးအံရှာဖွေကြပါတယ်။အဲ့ဒီချိန်မှာပဲကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီးပတာရိုဇောအုပ်ကြီးကိုမေးစင်းများနေဖြစ်ခဲ့တာကြောင့်သူတို့ခတိစုခွာသွားကြပါတယ်။ဒါဟာအပန်းပီစကအဲ့ဒါခဏတန်ဂင်းချမ်းမှုရလိုက်တာပဲ။အခြေအနေတွေကပိုဆိုးပိုရှိလာတော့ပါတယ်။စစ်တပ်အရာရှိတယောက်ရောက်လာပြီးအခြေအနေအားလုံးကိုထိန်းချုပ်လိုက်ပြီးသူ့ရဲ့မကောင်းတဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့အခွင့်ယူလိုက်ပါတယ်။တကယ်တော့သူဟာ Raptor အုပ်ကြီးကိုသုံးပြီးဒီအန်ဒီရရှိတဲ့ဒိုင်နိုဆောကိုအမဲလိုက်ထိုင်းချင်တာပါ။ဒါဟာ Raptor တွေကိုစစ်တပ်အတွက်လက်နက်အဖြစ်အသုံးပြုလို့ရတယ်ဆိုတာကိုသက်သေပြမှုဖြစ်ပါတယ်။ Owen ကဒါကိုသိသွားတဲ့အခါအရာရှိစီကိုပြေးသွားပြီးဒေါသတကယ်နဲ့လက်တင်နဲ့ထိုးနှုတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူဟာ Raptor တွေကိုငယ်ငယ်လေးကနေပြုစုပြောထောင်းခဲ့တာဖြစ်လို့သူတို့ကိုအန်ဒီရရှိ mission ထဲကိုအရောက်မခံချင်ပါဘူး။ဒါပေမဲ့အခုချိန်မှာပန်းချန်ထဲမှာလူပေါင်း2000နဲ့အသက်ကစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ဒါကြောင့် Owen ဟာအခြေချစဉ်းစားပြီးတဲ့နောက်မှာဒီ mission မှာပါဝင်ဖို့ဝင်းလေးစွာနဲ့သဘောတူလိုက်ပါတယ်။
သူတို့ဟာ Indominus Rex ကိုဖမ်းဆီးဖို့တူတူဖုံးဝါးစရာပေါင်းစိပုံစံအစီအစဉ်တစ်ခုဆွဲလိုက်ပါတယ်အစီအစဉ်ကတော့ Raptor ရဲ့ထက်မြက်တဲ့အနံ့ခေါင်းအာယုံကိုသုံးပြီး Indominus ကိုရှာဖွေဖို့ဖြစ်ပြီးစစ်တပ်ကတော့နောက်ကနေကတ်လိုက်ပြီးတင့်တော်တဲ့အချိန်မှာလက်နက်ကြီးတွေနဲ့တိုက်ခိုက်ဖို့ဖြစ်ပါတယ်တစ်ဖက်မှာလည်းကလေးဟာသူမရဲ့တူနှစ်ယောက်ထပ်ပြီးထွက်ပြေးသွားမယ်ဆိုရင်လည်းကြောင့်သူတို့ကိုဘေးကိန်းနဲ့ထိန်းချုပ်ထားတဲ့ကားတစ်စီးတွေမှာထည့်ထားပြီးသူမကရှေ့ကနေစစ်စင်ရေးတလုံးကိုစောင့်ကြည့်နေပါတယ်ပြင်ဆင်မှုတွေပြီးသွားတဲ့အခါ Owen ဟာ Indominus ရဲ့အသားအစာတစုကို Raptor တွေကိုအနံ့ခေါင်းလိုက်ပါတယ် Raptor တွေအစင်တင်ဖြစ်တာနဲ့ Owen ကတောင်တကားတွေကိုဖွင့်ပြီးလွတ်ယူလိုက်ပါတော့တယ် Raptor တွေနောက်ကနေလက်နက်ကြီးတွေတက်ဆင်ထားတဲ့စစ်သားတွေလည်းတောနဲ့ထဲကိုစတင်ဝင်ရောက်လာခဲ့ပါတယ်အထွေလုံးဟာထူးထပ်တဲ့တောအုပ်ထဲမှာ Raptor တွေနဲ့မကွာတဲ့အမြန်နှုန်းနဲ့ရွှေ့လွှားလာခဲ့တာပြီးနောက်ဆုံးလူသူဝေးတဲ့နေရာတစ်ခုမှာ Raptor တွေဟာရုတ်တရက် red တန်သွားပါတယ်စစ်သားအလုံးကလက်နက်တွေကိုချက်ချင်းအသွင်ပစ်လိုက်ပြီးနောက်ထပ်ဘာဖြစ်လာမလဲဆိုတာကိုသူတို့လုံးဝမထင်မှတ်ထည့်ကြပါဘူးတင်းသားနေတဲ့အချိန်တွေကြားမှာရာရန်တတဝကြီးတစ်ခုဟာတောအုပ်ထဲကနေဖြည်းဖြည်းချင်းထွက်ပေါ်လာပြီးခဏရင်းမှာပဲ Indominus Rex ဟာအားလုံးရဲ့ရှေ့တီတီမှာပေါ်လာပါတော့တယ် Owen ရဲ့အစီအစဉ်ကတော့လေ့ကျင့်ထားတဲ့ Raptor တွေကိုအဲ့ဒီတတဝကြီးကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်ဒါပေမဲ့အန်အောစရာကောင်းတာကတော့နှစ်ဖက်စလုံးဟာထူးဆန်းတဲ့ဆက်သွယ်မှုတစ်ခုခုရှိနေသလိုမျိုးတအုပ်ကိုတအုပ်စိုက်ကြည့်ပြီးရက်နေကြပါတယ်။တိုက်ခိုက်မဲ့အစား Raptor တွေဟာလူသားတွေကိုသစ္စာဖောက်ပြီးသူတို့ရှိနေတဲ့နေရာကို Indominus တီအောင်အချက်ပြလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါ Owen ကတခုခုမားနေပြီဆိုတာကိုသိလိုက်ရပါတယ်။ Indominus ရဲ့ခန္ဓာကိုယ်ထဲမှာ Raptor ရဲ့ DNA ပါဝင်နိုင်တဲ့အကြောင်းသူတို့အချင်းချင်းဆက်သွယ်နိုင်တဲ့အကြောင်းကိုသူရုတ်တရက်သဘောပေါက်သွားပါတယ်။ထိန်းချုပ်ရေခဲလေကအရာရှိကဒါကိုကြည့်ပြီးပြရာခတ်သွားကစစ်သားအလုံးကိုဖြစ်ခတ်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ဒီအချိန်ကစပြီးအခြေအနေအလုံးဟာထိန်းချုပ်မှုအပြင်ဘက်ကိုရောက်သွားပါတော့တယ်။ Indominus ကိုဖျက်ဆီးဖို့ဆွဲထားတဲ့အစီအစဉ်ဟာ Raptor တွေကိုလူသားတွေဘက်ပြင်လှည့်တိုက်ခိုက်လာအောင်လုပ်လိုက်တယ်လို့ဖြစ်သွားပါတယ်။ဒိုင်နိုဆောတွေတောတွေကိုပြေးဝင်သွားတဲ့အခါစစ်သားတွေကလည်းနောက်ကနေလိုက်လံတိုက်ခိုက်ကြပါတယ်။မိနစ်ပိုင်းအတွင်းမှာပင်စစ်သားအလုံးနီးပါးဟာ Raptor တွေရဲ့တိုက်ခိုက်မှုကြောင့်တေးကြီးကုန်တာကိုကြည့်ပြီးကလဲတစ်ယောက်ထိတ်လန့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲ Raptor တွေလက်ကလွတ်လာတဲ့စစ်သားတစ်ယောက်ဟာသူတို့စီကိုပြေးလာပါတယ်။ဒါပေမဲ့သူကားပေါ်တက်ခါနီးမှာပဲ Raptor စကောင်ကနောက်ကနေခုံအုပ်တိုက်ခိုက်လိုက်ပါတယ်။ဒါကိုကားတွေကနေကြည့်နေတဲ့ငီကိုနှစ်ယောက်ဟာလည်းအလွန်အမြင်ကြောက်လန့်သွားကြပါတယ်။အခြေအနေဆိုးဝါးလာတာကြောင့်ကလဲကကားကိုချက်ချင်းမောင်းပြီးအမြန်ထွက်ပြေးပါတော့တယ်။အဲ့ဒီအချိန်မှာလည်းတခြားဘက်ကနေ Raptor တကောင်ကသူတို့စီကိုရုတ်တရက်ပြေးဝင်လာပါတယ်။ကားတကားကပွင့်နေတာကြောင့် Raptor ကအချိန်မရွေးကားလေးကိုခုံဝင်လာနိုင်တဲ့အနေအထားပါ။ထိတ်လန့်နေတဲ့ညီကိုနှစ်ယောက်ဟာအနားမှာရှိတဲ့ဘူးတွေကိုကောက်ယူပြီးတတဝါကြီးကိုတားဆီးဖို့ကားအပြင်ကိုပြစ်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ Raptor ကအလွဲတကူရှောင်တိန်ပြီးဆက်ပြီးလိုက်လာပါတယ်။နောက်ကြီးမုံကနေတဆင် Raptor ပိုနီးကပ်လာတာကိုမြင်လိုက်တဲ့ကလဲဟာကားကိုရုတ်တရက်ဝေးဝိုင်မောင်းတင်ပြီး Raptor ကိုတိုက်ချလိုက်ပါတယ်။ဒါပေမဲ့တပြိုင်နက်တည်းမှာပဲတခြားဘက်ကနေနောက်ထပ် Raptor တကောင်ကညီကိုနှစ်ယောက်စီကိုတန်းမှခုန်အုပ်လိုက်ပြန်ပါတယ်။သူတို့ဟာပြာရခတ်ထွားပြီးလျှက်စစ်တုံနဲ့ပြန်လဲတိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Owen ရောက်လာပြီးသူတို့အားလုံးထိန်းချုပ်ရေးကန်းစီကိုအမြန်ဆုံးရွှေ့ပြောင်းခဲ့ကြပါတယ်။အဲ့ဒီမှာတော့အစည်းအဝေးဟာအကြီးကျယ်ကြာရှုံးသွားတာကိုမြင်ရတဲ့စစ်တပ်အရာရှိကဒေါသမဲ့မဲ့အစားကျေနပ်နေတဲ့ပုံစံနဲ့တက်ခွဲလန်းစီကိုလမ်းလျှောက်သွားပါတယ်။ဒါပေမဲ့ Owen နဲ့အဖွဲ့သားတွေတက်ခွဲလန်းစီကိုရောက်တဲ့အခါမှာတော့ဝန်တန်းအားလုံးကရဟတ်ရင်နဲ့ထွက်ပြေးသွားကြပြီဆိုတာကိုတွေ့လိုက်ရတော့အံ့ဩသွားကြပါတယ်။ဒေါက်တာရဲ့တိတယုံခံထဲမှာတော့ Indominus မျိုးစေ့ဗီဒရဲ့နောက်မှာရှိတဲ့အမှန်တရားကိုသူတို့သိလိုက်ရပါတယ်။တကယ်တမ်းအဲ့ဒီတတဝါကြီးဟာထူးခြားတဲ့တတဝါပေါင်းဒါဇင်များစွာရဲ့မျိုးစေ့ဗီဒတွေနဲ့ပေါင်းဆက်ဖန်တီးထားတာပဲဖြစ်ပါတယ်။အမှန်တရားတွေပေါ်သွားတဲ့အခါမှာတော့အရာရှိဟာထွက်လာပြီးဒါတွေအားလုံးဟာသူ့ရဲ့အစီအစဉ်တွေသာဖြစ်ကြောင်းနဲ့ဒီလို NDA ရှိတဲ့သတ္တဝါကြီးကိုဖန်တီးခဲ့တာဟာသူကိုယ်တိုင်ဖြစ်ကြောင်းအေးအေးဆေးဆေးပဲဝန်ခံလိုက်ပါတယ်။ဒါပေမဲ့သူစကားပြောလို့မဆုံးခင်မှာပဲ Raptor အုပ်စုရောက်ရှိလာပြီးနောက်တစ်စက္ကန့်မှာတင် Raptor တကောင်ဟာသူ့စီကိုတန်းတန်းမှန်မှန်ပြီးဝင်တိုက်ခိုက်ပါတော့တယ်။အရာရှိဟာကြောက်လန့်တကြားနဲ့ Owen အရင်ကအသုံးပြုခဲ့တဲ့အမိန့်ဖေးနီးလန်းအတိုင်း Raptor ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ Raptor ကတော့တုံဆိုင်မနေပဲသူ့ကိုကိုက်ဖဲဆွဲဖျက်လိုက်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အခါကလဲနဲ့ကလေးနှစ်ယောက်ဟာဓာတ်ခွဲခန်းထဲကနေအမြန်ထွက်ပြေးကြပြီမင်းရုတ်တရက်ဆိုသလိုဂျန်နဲ့ Raptor ၃ကောင်ဟာသူတို့ရှေ့မှာပိတ်ဆိုးပြီးဝိုင်းထားလိုက်ကြတယ်အဲ့ဒီအထဲမှာခန္ဓာကိုယ်ပေါ်မှာအပြားတောင်အစိမ်းချောင်းဝေပါတဲ့ Blue လို့ခေါ်တဲ့ Raptor ဟာအုပ်စုရဲ့ခေါင်းဆောင်ဖြစ်ပါတယ် Owen ကသူ့ရဲ့မျက်လုံးတွေကိုစိုက်လိုက်တဲ့အခါဒါဟာရန်သူမဟုတ်ဘူးဆိုတာကိုနားလည်သွားတယ်ဒါကြောင့်သူဟာ Blue ရဲ့ခေါင်းပေါ်မှာတက်ဆင်ထားတဲ့ထိန်းချုပ်ရေးကိရိယာကိုအသားရဖြုတ်ပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲလေးလံတဲ့ခြေလမ်းတွေနဲ့အတူ Indominus ပေါ်လာပြီးသူတို့စီကိုဖြည်းဖြည်းချင်းလမ်းလျှောက်လာပါတော့တယ် Indominus ကလူသားတွေကိုတိုက်ခိုက်ဖို့ Raptor အုပ်စုကိုအမိန့်ပေးဖို့ကြိုးစားတယ်ဒါပေမဲ့Blue ဟာတစုံတစ်ခုကိုတတိယသွားတဲ့ပုံစံနဲ့ Owen ကိုပြန်ကြည့်ပြီးတိုက်ခိုက်မဲ့အစား Owen ကိုထွက်ပြေးဖို့အချက်ပြလိုက်တယ်။အဲဒီနောက်မှာတော့သူဟာ Indominus ဘက်ကိုလှည့်ပြီးဒေါသတကြီးဟိန်းဟောက်လိုက်တယ်။ဒီလိုရက်က Indominus ကိုပိုပြီးဒေါသထွက်သွားစေခဲ့တယ်။သူဟာသူ့ရဲ့အေယာမအမည်ကြီးနဲ့လွှဲရိုက်လိုက်တာကြောင့် Blue ဟာမီတာအတော်အဝေးကိုလွင့်သွားခဲ့တယ်။သူ့ရဲ့ခေါင်းဆောင်အတိုက်ခံရတာကိုမြင်လိုက်ရတဲ့ Janet Raptor နှစ်ကောင်ဟာလည်း Indominus ကိုချက်ချင်းပြန်လွှဲတိုက်ခိုက်ပြီးအပြင်းထန်ပြန်လဲခုခံပါတော့တယ်။ဒါပေမဲ့ Indominus Rex ရဲ့ကြောက်မထွက်ကောင်းတဲ့ခွန်အားနဲ့အေယာမအီရစားကြောင့် Raptor တွေရဲ့တိုက်ခိုက်မှုဟာအရာမထင်ပဲနှစ်ကောင်စလုံးချက်ချင်းအတွင်းတေဆုံးသွားခဲ့တယ်။ဒီလိုအသက်အန္တရာယ်စိုးရင်ရအခိုက်အတန့်မှာပဲကလေးရဲ့စိတ်ထဲမှာအကြံတစ်ခုရုတ်တရက်ရလာတယ်။သူမဟာထိန်းချုပ်ဤခန်းထဲကလုတ်ဖို့ကိုင်ပါစီကိုစစ်ပယ်ပြီးနံပါတ်6ခြံတကားကိုဖွင့်ပေးဖို့တောင်းဆိုလိုက်တယ်။ဘာကြောင့်လဲဆိုတော့ဒီမိစ္ဆာဒိုင်နိုဆာကြီးကိုဖျက်ဆီးဖို့ဆိုရင်ပိုပြီးအစွမ်းထက်တဲ့ဒိုင်နိုဆာတကောင်လို့အားလို့ပါပဲ။တကားပွင့်သွားတဲ့အခါမှာတော့လွန်ခဲ့တဲ့အနှစ်20ကပထမဆုံးဖန်တီးခဲ့တဲ့ T-Rex ကြီးထွက်ပေါ်လာတယ်။ကလေးဟာ T-Rex ကို Indominus Rex ရှိရာစီလိမ္မာ
မှာပါစနနဲ့မြားခေါ်သွားပြီးတရဝါကြီးနှကောင်ကြားမှာထိတ်လန့်ပွဲကောင်းတဲ့တိုက်ပွဲကြီးစတင်มาတော့တယ် T-Rex ဟာမျိုးဆက်မိတ်ဆာနဲ့ထိတ်တွေ့လိုက်တဲ့အခါဒီနေရာမှာဘသူကအစ်စ်ခေါင်းဆောင်လဲဆိုတာကိုသတိပေးလိုက်တယ်လို့ပါပဲဒါပေမဲ့တိုက်ပွဲအတွင်းမှာခွန်အားကွာခြားမှုနဲ့ Indominus ရဲ့ထပ်မြက်တဲ့လက်တနီးတွေကြောင့်အသက်ကြီးနေပြီးတဲ့ T-Rex ဟာတဖြည်းဖြည်းနဲ့အရေးနေလာခဲ့တယ်အဲ့ဒီလိုအန်ဒီရဲ့ရှိဆုံးအခိုက်အတန့်မှာပဲဘလူးပြန်ရောက်လာပြီးတုံဆိုင်မနေပဲတိုက်ပွဲတွေကိုခုံယွတ်လိုက်ပါတော့တယ်ဘလူးရဲ့ဖြက်လက်မှုဟာ Indominus ရဲ့အာယုံကိုချက်ချင်းလွှဲပြောင်းလိုက်တာကြောင့် T-Rex ကိုပြန်လဲတိုက်ခိုက်ဖို့အခွင့်ရသွားတယ် T-Rex ဟာပြန်ထလာပြီးဘလူးနဲ့အတူပူးပေါင်းပြီး Indominus ကိုအပြင်းထန်ထိုးနှက်ပါတော့တယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပူးပေါင်းတိုက်ခိုက်မှုကြောင့် T-Rex ဟာအခွင့်ကောင်းကိုရယူပြီးသူ့ရဲ့ခွန်အားရှိသမျှနဲ့ Indominus ကိုအဝေးကြီးလွှင့်ပစ်လိုက်တာကြောင့်သမုဒ္ဒရာရဲ့အစစ်အမဲတောင်းတတဝါကြီးရဲ့အာယုံစိုက်မှုကိုရရှိသွားတယ်။အဲ့ဒီနောက်မှာတော့ Eyama Mosasaurus ကြီးဟာရေထဲကနေရုတ်တရက်ခုန်ယုံလာပါတော့တယ်။လက်သလိုမြန်တဲ့အချိန်နဲ့ထပ်မြက်တဲ့မဲကြွားအနေနဲ့ Indominus ရဲ့လေဘင်းကိုကိုက်ခဲပြီးသမုဒ္ဒရာနတ်နတ်ထဲကိုဆွဲခေါ်သွားပါတော့တယ်။ဒီလိုနဲ့ Indominus Rex ဟာထာဝရနှုတ်ဆက်သွားရပါပြီ